ဒူဘိုင်းရေပြင်တန်ရှင်းအောင်အခုလိုအစင်းမြင့်နီးပညာတွေသုံးထားတယ်ပရိသတ်များအလုံးလုံးနေပါရှင်ဒင်းကား channel ကနေပြည့်လေကြိုဆိုလိုက်ပါတယ်ရေဆိုတာလူတွေအတွက်မရှိမဖြစ်လိုအပ်ပါတယ်ရေပြင်ရဲ့ကျန်းမာရေးကလည်းလူသားတွေရဲ့ကျန်းမာရေးနဲ့တိုက်ရိုက်ဆက်ဆက်နေပါတယ်ဒါပေမဲ့အမှန်တရားကတော့ကြောက်စရာပါပဲကမ္ဘာမြေချောင်းအင်းအိုင်သမုဒ္ဒရာတွေမှာရေထုညဉ့်ညမ်းမှုကစိုးသက်ဝါလာနေပါပြီအဲ့ဒါကလည်းလူတွေရဲ့မစင်မကျင်အမိုက်ပြစ်မှုတွေကြောင့်ဖြစ်ပါတယ်နေ့စဉ်နှစ်တိုင်းပလတ်စတစ်တန်ချိန်ပေါင်းတန်းချီကရေထဲကိုအကြောင်းမျိုးမျိုးနဲ့ရောက်လာကြပါတယ်အဲ့ဒါကြောင့်ရေသတ္တဝါတွေရဲ့ရက်တည်ရေးကိုချိန်ချောက်တဲ့ကိစ္စတွေဖြစ်လာသလိုဂေယစနစ်တွေကလည်းပျက်စီးယိုယွင်းလာရပါတယ်အခုဆိုရင်ပလတ်စတစ်အစိတ်အပိုင်းလေးတွေကစားစရာတွေဒေးတောင်ပြန့်နှံ့ရောက်လာခဲ့ရပါပလတ်စတစ်ကိုလိုကင်းဖို့ဆိုတာတော်တော်လေးခက်ခဲနေရလဲဖြစ်ပါတယ်။တေးကန်နိုင်ရအစွန်းမှာရှိတဲ့ဒူဘိုင်းစိတ်ကန်းလိုတိတ်ဆိတ်တဲ့နေရာမျိုးမှတောင်ဒီပြဿနာကိုရင်ဆိုင်နေရတာပါ။ပင်လယ်ထဲရောက်လာတဲ့စွန့်ပစ်အမိုက်တွေကိုမိုင်းထောင်ချီခရင်နေပြီးတော့ဒူဘိုင်းစိတ်ကန်းစီကိုရောက်လာလို့ပါပဲ။ဒီအချိန်မှာတော့ဒူဘိုင်းရေပြင်တန်ရှင်းရေးကိုတာဝန်ယူထားရတဲ့အဖွဲ့သားတွေလည်းဒီတိုင်းလက်ပိုက်ကြည့်နေလို့မရပါဘူး။ဖြည့်ရှင်းဖို့နီလန်းရှာရပါတယ်။ဒါပေမဲ့သူတို့မှာအားသာချက်တွေကတော့ရှိနေပါတယ်။ပတ်စံတက်နိုင်တဲ့သူတွေဖြစ်လို့ရိုးရာနီးတွေနဲ့ဖြည့်ရှင်းဖို့မကြိုးစားဘဲနဲ့အနာဂတ်ထိအသုံးဝင်နိုင်တဲ့ခင်မီနီးတွေနဲ့ဖြည့်ရှင်းဖို့နီလန်းရှာခဲ့ရပါ။သူတို့ရဲ့စမ်းသစ်တဲ့ဖြည့်ရှင်းနည်းကစက်ရုပ်ငမန်းကိုအသုံးပြုဖို့ပါ။ဒီစက်ရုပ်ကိုတော့ waste jet လို့နာမည်ပေးထားပါတယ်။အဓိပ္ပာယ်ဆိုရရင်တော့တန်ရှင်းရေးငမန်းလို့သတ်မှတ်ရတာပါ။ဒီစက်ရုပ်ကသဘာဝနဲ့အနည်းပညာကိုပေါင်းစပ်ထားတဲ့ပြရုပ်တစ်ခုပါ။ Instagram မှာဒီဇိုင်းထုတ်ထားတဲ့ဒီစက်ရုပ်လေးကရေအမိုက်ဆုပ်ဆက်လို့ခေါ်ရင်ပုံမှန်ပါလိမ့်မယ်။ရေပေါ်မှာပေါ်လုံးလျှောက်သွားပြီးအမိုက်တွေကိုသူ့ခန္ဓာကိုယ်ထဲတောက်လျှောက်ထည့်နေမှာပါ။ဒီစက်ရုပ်ရဲ့ဒီဇိုင်းကိုတော့ပင်လယ်ထဲမှာအကြီးဆုံးငမန်းဖြစ်တဲ့ဝေလာငမန်းကိုကားထားတာပါ။ဝေလာငမန်းတွေဟာကူးရင်ခံရင်ဗဇက်အကျယ်ကြီးဟပြီးတော့အစာတွေကိုဖမ်းဆတာဖြစ်ပါတယ်။ဒီစက်ရုပ်ကလည်းရေထဲမှာရှောက်သွားရင်းနဲ့အမိုက်တွေကိုသိမ်းပေးတော့မှာပါ။ငမန်းအစ်စ်လိုရေမငုံနိုင်ပေမဲ့အမိုက်သိမ်းနိုင်တဲ့နီလန်ကတော့ငမန်းကြီးတွေရဲ့တဘာဝကိုကားထားတာဖြစ်ပါတယ်။ဒီစက်ရုပ်ရဲ့ထူးခြားချက်ကရိုးရာစက်ရုပ်တွေလိုလောင်စာစီကိုအသုံးပြုတာမျိုးမဟုတ်ပဲလျှက်စစ်စွမ်းအင်အဝေးထိန်းစနစ်တွေနဲ့လဲပတ်တာဖြစ်ပါတယ်။တန်ရှင်းလုံးနေချိန်မှာတော့တဘာဝပတ်ဝန်းကျင်ကိုညဉ့်ညမ်းမှုထပ်ပြီးတော့မဖြစ်အောင်ထိန်းပေးထားပါတယ်။ဒီစက်ရုပ်ရဲ့အားသာချက်ကအမိုက်ကောက်နိုင်တာတည်းမဟုတ်ပါဘူး။အတွင်းပိုင်းမှာအာယုံခံစနစ်တွေထည့်ပေးထားပါတယ်။ဒါကြောင့်အမိုက်လိုက်သိမ်းနေရင်ထဲမှာရေရဲ့အပူချိန် pH ဓာတ်ပမာဏရေထုညဉ့်ညမ်းမှုအဆင့်တွေကိုတခါတည်းစုဆောင်းပေးသွားမှာပါ။ပညာရှင်တွေကလည်းအဲ့ဒီအချက်လက်တွေကိုအချိန်မရွေးလှမ်းကြည့်လို့ရပါတယ်။ဒီအချက်ကဒူဘိုင်းရေပြင်ရဲ့ကျန်းမာရေးကိုထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာအရန်အသုံးဝင်လာပါတယ်။ဒီစက်ရုပ်ကိုအသုံးပြုခဲ့တဲ့2နှစ်တာကာလအတွင်းအမိုက်စုပေါင်း4000ကီလိုဂရမ်လောက်ကိုရှင်းပေးခဲ့နိုင်ခဲ့ရပါ။ဒီပမာဏကိုလူတွေနဲ့တာလိုက်ပြီးတော့တန်ရှင်းလုပ်နေမယ်ဆိုရင်တကယ်မလွယ်တော့ပါဘူးဒီစက်ရုပ်ရဲ့ကျေးဇူးနဲ့ဒူဘိုင်းရဲ့ရေပြင်တွေကအမြဲတန်ရှင်းနေရတာကိုလည်းညင်းလို့မရပါဘူးဒီရေပြင်ကြီးကအနာဂတ်မျိုးဆက်တွေအထိခြံထားရမယ့်အမွေတစ်ခုလို့ဒူဘိုင်းသားတွေကလက်ခံထားပါတယ်ဒါကြောင့်ရေရှည်တည်တတ်မှုကိုထိမ့်သိမ့်ဖို့စမ်းသစ်တဲ့နည်းလမ်းတွေကိုသုံးပြီးတော့စူးစမ်းနေရပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကိုတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းစိတ်ဝင်စားဖွယ်အောင်အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ပါဦးနော်ကြည့်ရှုပေးခဲ့တဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်